မြင်လာပါမသိလို့မေးပါရစေမမို့တကယ်မသိလို့မေးပါရစေ MBD ကို1000ဖြည့်လိုက်တယ်ဘယ်မှလည်းမရှိစကားပြောမိနစ်ထဲလည်းမရောက်ဘူးပက်ကစ်ထဲလည်းမရောက်ဖ ೇನೆ ပျောက်သွားပြန်အောင်နောက်တစ်ခါ1000ထပ်ပြည့်တယ်1000ဖြတ်ပြည့်လို့ကြည်လဲကြည်ရော122ကျပ်ပဲရှိတော့တယ်တဲ့စကားပြောမိနစ်ထဲလည်းမရောက်ဘူးပက်ကစ်ထဲလည်းမရောက်ဘူးသေချာ comment တွေလိုက်ကြည့်တော့888ကျပ်ချီးမိလို့ငါဘက်တုံးက888ကျပ်နင်တို့ရှိမှချီးဘူးလို့အကုန်ဖြတ်ပြီးတော့ယူသွားတာလေကြည်စမ်းထဲလို့မလောက်ဘူးဘယ်နဲ့စကားပြောမိနစ်ဝယ်တော့ပတ်စာမရှိတော့ဘူးဆိုတော့ငါထဲတဲ့ဟာတွေကဘယ်ရောက်ကုန်တာလဲဒီမှာ2000မိုးထဲထားတာတပြားမှမရှိတော့ဘူးဆိုတော့ဘယ်တွေကိုရောက်ကုန်တာလဲအဲ့လိုသာဖြတ်နေလို့ချင်းငါတို့ကဘလို့လုံးမလဲငါတို့စင်ရသားပြည်သူတွေကဒီတိုင်းသာဘယ်သာထက်ပြီး1000ထက်လိုက်ချင်းတစ်ခါဖြတ်ယူသွားရင်1000ထက်လိုက်ချင်းဖြတ်ယူသွားရင်ဆိုလုံးမစားတော့ဘူးအဲ့ဘေးကြီးပဲထည့်ပြီးတော့ငုတ်တုတ်ခန်းနေကန်းကြမယ်အထိပ္ပယ်မရှိတာ MBD ကဟိုက်မှာ1000မိုးဖြည့်တာဘယ်ရောက်သွားမှမသိဘူးဆိုပြီးတော့ကြည့်လိုက်တော့ရှားမတွေ့လို့နောက်1000ထပ်ဖြည့်တော့တစ်ခါကြည့်လိုက်ကြည့်ရော122ကျပ်ပဲရှိတော့တယ်ဆိုပက်ကစ်ထဲမှာလဲသူ့အပြည့်ဒီမှာလဲ Wi-Fi လိုင်းနဲ့တုံနေတာစကားပြောမင်းနေထဲမှာတကြမ်းမှမရှိဘူးတမင်းနေမှမရောက်ဘဲနဲ့တုံညကြီးပဲဆိုတော့ဒီ2000ကဘလူယူသွားတာလဲလို့ငါဟုတ်ပါတယ်ဓမ္မ